တခါတလေကျတော့ဆရာသမားတွေလည်းဘက်လိုက်တဲ့သူတွေရှိတယ်လက်ဆောင်ပြပြလာပေးလိုက်တဲ့အတင်းသူတင်းသားများကိုလည်းဘက်လိုက်တတ်တဲ့ဆရာတွေလည်းရှိနိုင်တယ်နော်ဒါပြောလို့မရဘူးကိုဘာမှပေးမှုတဲ့လူတွေကိုဒီလိုပဲလစ်လူရှုချင်းဖြစ်နိုင်အဲကြောင့်ဆရာသမားတွေဆိုတာမေတ္တာတရားဘုရားသခင်နဲ့အမြဲတမ်းဆက်သွယ်တဲ့ဆရာတွေဘုရားသခင်နဲ့ encounter ဘုရားသခင်နဲ့အမြဲတမ်းစကားပြောတဲ့သူတွေဘုရားသခင်ကိုအမြဲတမ်းချီးမြှောက်တဲ့ဆရာတွေကနော်မေတ္တာတရားနဲ့ပြည့်စုံပြီးတော့အဲ့ဒီမေတ္တာတရားစကားပြောလာရင်သူပြရဲ့အနာထဲမှာဝင်ပြီးတော့ပြောင်းလဲမှုအကြီးကျယ်ဖြစ်မယ်တန်ရှင်းတော်ဝိညာဉ်တော်ကအလုံးလုံးပဲဆိုပြီးဟယ်လိုအားလုံးကျမ်းမာပျော်ရွှင်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေ့ကျွန်တော်တို့တပံဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ပြန်လည်လေ့လာရမယ့်အချိန်အခွင့်အခါကိုဘုရားရှင်ချပေးတော့ကြောင့်ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီနှုတ်ကပတ်တရားတော်ကိုကျွန်တော်တို့အပတ်တိုင်းကျွန်တော်တင်ဆက်တော်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်မဲ့အကြောင်းတရားဟာအရန်ရေးကြီးတဲ့အကြောင်းဖြစ်တယ်ကျွန်တော်တို့အသင်းတော်ထဲမှာဓမ္မဆရာနဲ့အသင်းသူတင်သားများကြားထဲမှာကျွန်တော်အလုပ်လုပ်တဲ့နေရာမှာကျွန်တော်ဘယ်လိုလုပ်ကိုင်ရမလဲဘယ်လိုဆက်ဆံရမလဲဆရာသမားများအနေနဲ့ဘယ်လိုမျိုးစိတ်ထားနဲ့ကျွန်တော်အသင်းတော်ကိုကြီးကြပ်ပြီးတော့ကုတ်ကဲရမလဲအသင်းသူအသင်းသားများကလည်းဘယ်လိုမျိုးစိတ်သဘောထားနဲ့အသင်းတော်ကိုကျွန်တော်တို့ပြိုးထောင်မလဲဆိုတာเนาะဒီနေ့ကျွန်တော်ဒီသင်ခန်းစာနဲ့ကျွန်တော်လေ့လာတော့ရအောင်သင်ခန်းစာရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ချစ်ချင်းမေတ္တာဖြင့်လှုပ်ဆော်သောအမှုတော်ဆောင်ခြင်းဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တတ်ထားပါတယ်အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ love driven ministry လို့ခေါ်ပါတယ်တမန်တော်ပေါလုဤဒုက္ခเนาะသူကြုံတွေ့ခဲ့တဲ့ဒုက္ခပြီးတော့နှစ်သိမ့်မှုเนาะရိုးသားမှုနဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းကိုကျွန်တော်အခြေပြုပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်သင်ခန်းစာကျွန်တော်ပယ်ကနေပြီးတော့ကျွန်တော်ကောက်နှုတ်ထားလဲဆိုတော့ကိုရိန္သုဒုတိယဆောင်အခန်းကြီး1ကနေ2အဲ့ဒီထဲမှာရှိတဲ့ပေါလုရဲ့ခရီးစဉ်နဲ့ပေါလုရဲ့ဧဝံဂေလိဖြန့်ချီတဲ့နေရာမှာသူ့ရဲ့အခက်အခဲနဲ့ဘယ်လိုအသင်းတော်တွေနဲ့သူဘယ်လိုဆက်ဆံခဲ့လဲဆိုတော့ကျွန်တော်ဒီနေ့သင်ကြားသွားမှာဖြစ်ပါတယ်မေတ္တာဒီအမှန်တရားကိုပြောစေပြီးပြန်လည်ထူထောင်ပေးသည်ဆိုပြီးတော့ဒီမှာကျွန်တော်တွေ့ရတယ်အဲကြောင့်ကျွန်တော်ဒီနေ့အရေးကြီးတဲ့ကျမ်းချက်တစ်ချက်ကိုကျွန်တော်ဖတ်ချင်တယ်ဘယ်မှာတွေ့ရလဲဆိုတော့2 Corinth အခန်းကြီး1အငယ်4ထဲမှာပြောထားလဲဆိုတော့စိတ်နှလုံးအလွန်ပူပန်ဝမ်းနည်း၍မျက်ရည်များစွာနဲ့တင်တို့ထံကရေးခဲ့၏ဆိုပြီးပေါလုကရေးသားထားပါတယ်တင်တို့ကိုဝန်းနေစေရန်မဟုတ်ပဲတဲ့တင်တို့အပေါ်၌ငါထားသောမေတ္တာအလွန်ကြီးမားကြောင်းသိစေရန်ဖြစ်သည်ဆိုပြီးတော့ဒီမှာပေါလုကရေးထားတယ်နော်ပေါလုကအသင်းတော်တွေကိုအယမ်းချစ်တယ်နော်မျက်ရည်ကျပြီးတော့အသင်းတော်တွေကိုသူပြုစုခဲ့တယ်အသင်းတော်တွေကိုသူစာရေးခဲ့တယ်အသင်းတော်ကိုသူလဲပတ်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်ဒါကြောင့်ဒီမှာခေါင်းစဉ်တစ်ခုကိုကျွန်တော်လေ့လာသွားမယ်ဆိုရင်အမှုတော်ဆောင်ခြင်းนี่အမြဲမလွယ်ကူပါတဲ့ဆိုတော့ဒါကတော့မှန်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လဲဆိုတော့ဘယ်သူမဆိုဟုတ်လားအသင်းတော်စတီထောင်တဲ့လူပဲဖြစ်အသင်းတော်တပားမှာအသင်းအုပ်လုပ်တဲ့သူပဲဖြစ်သူမှအခက်ခဲတွေတော့အများကြီးရှိတယ်သူတို့ရဲ့ experience သူတို့ကြုံခဲ့တဲ့အရာတွေကိုသူတို့ကိုပြောခိုင်းမယ်ဆိုရင်သူတို့မှပြောစရာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်အဲ့ဒီကြားထဲမှာပေါလုရဲ့အသက်တာကိုပေါလုရဲ့ ministry ကျွန်တော်ကြည့်မယ်ဆိုရင်သူရဲ့လုပ်ငန်းဧဝံဂေလိတရားကိုသူဖြန့်ချီတဲ့အချိန်မှာသူကရိုက်နှက်ခြင်းခံရတယ်ထောင်ချခြင်းခံရတယ်သူအသက်ဘေးအန္တရာယ်နဲ့သူကြုံတွေ့ရတယ်ပြောရမယ်ဆိုတော့တင်းဘောပြက်ခြင်းခီးသွားတဲ့အခါမှာသူကအန္တရာယ်နဲ့ကြုံတွေ့ရတယ်ပြီးတော့စာလောင်မှုသိမ့်ခြင်းထမင်းအကြာကြီးမစားဘဲနဲ့သူနေခဲ့တယ်နော်အပြင်ဘက်ဒုက္ခများထက်အသင်းတော်များအတွက်နှက်ဆိုင်စွာပူပန်ခြင်းဆိုပြီးတော့ဒီမှာရေးထားတယ်နော်ဒါကြောင့်ပေါလုရဲ့ ministry ပေါလုရဲ့ဧဝံဂေလိဖြန့်ချီတဲ့သူရဲ့အသက်တာပါဆိုရင်သူကပူပန်ခြင်းတွေနော်ဒုက္ခဆင်းရဲမျိုးစုံသူကခံခဲ့ရတယ်တော့သူရဲ့ personal အတွက်ပေါ့အသင်းတော်ကြီးပွားဖို့အသင်းတော်ဧဝံဂေလိတရားတော်နော်အဲ့ဒါဟာလူတကာကနော်အတိမပြုတ်ဖို့လူတကာကကြားဖို့ဆိုပြီးတော့သူကအနစ်နာခံပြီးတော့သူကအလုပ်လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီကောရိန္သုဒုတိယဆောင်ခန်းကြီး7ငယ်23ကနေ28ထဲမှာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ပေါလုကနောက်ဆုံးမှာသူကနှစ်သိမ့်မှုအားလုံးဤဘုရားသခင်ဆိုပြီးတော့သူကဘုရားသခင်ကိုအမွန်းတင်လိုက်တယ်တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်မှာတွေ့ရလဲဆိုတော့ကောရိန္သုဒုတိယဆောင်ခန်းကြီး1ငယ်3ကနေ4အထိကျွန်တော်လေ့လာသွားမယ်ဆိုရင်နော်ဘုရားသခင်ဒီကရုဏာတော်ဤအဖဖြစ်သည်ဟု
ပေါ်လူကဆိုခဲ့တယ်တော့ဒုက္ခအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုနှစ်သိမ့်တော်မူတော့ဖျားဖြစ်တယ်ဆိုပြီးတော့သူကအမွန်းသိမ့်ခဲ့ရရှိသောနှစ်သိမ့်မှုဖြင့်အခြားသူများကိုနှစ်သိမ့်စေခဲ့တယ်ဆိုပြီးတော့ပေါ်လူကတော့ဖျားသခင်ရဲ့နှစ်သိမ့်မှုကိုသူကခံခဲ့ရတယ်အဲ့ဒီသူခံခဲ့ရတဲ့နှစ်သိမ့်ခြင်းပျော်ရွှင်ခြင်းတွေကိုသူတပါးကိုထပ်ဆင့်သူကအဲ့ဒီဟာတွေကိုသူကပေးနိုင်ခဲ့တယ်တော့စိတ်မကောင်းတဲ့လူတွေဒုက္ခခံတဲ့လူကိုသူပြန်အားပေးလို့ရခဲ့တယ်နော်ဒီနေရာကျွန်တော်ကြည့်မယ်ဆိုရင်ဖျားသခင်စီကနေတော့ကျွန်တော်ဒီမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့နှစ်သိမ့်ခြင်းမခံရင်တန်ရှင်းသောဝိညာဉ်တော်စီကနေပြီးတော့ကျွန်တော်ငြိမ်သက်ခြင်းမရှိရင်ကျွန်တော်ဒုတပါးကိုကျွန်တော်အဲ့ငြိမ်သက်ခြင်းနေပြီးတော့နှစ်သိမ့်ခြင်းနေကျွန်တော်ဒီကဘာမှာကျွန်တော်ဘယ်သူမှပေးနိုင်မှာမဟုတ်ဘူးเนาะဒါကြောင့်အဓိကဖြစ်တော့ဆရာသမားတွေเนาะတင်းဟုတ်ဆရာတွေကဒီဘုရားသခင်စီကနေလာတဲ့ငြိမ်သက်ခြင်းနဲ့ဂျေဇုတရားเนาะနှစ်သိမ့်ခြင်းကိုယ်ကဘာအခက်ခဲပဲကြုံ place ကျွန်တော်တို့ဘုရားသခင်နှစ်သိမ့်ခြင်းကိုအမြဲတမ်းပေါ်လို့ခံစားရမယ်ပြီးတော့အဲ့ဒါကိုကျွန်တော်အသင်းတော်အတွက်ကျွန်တော်ပြန်လဲအသုံးချရမယ်အသင်းသားများနှစ်သိမ့်ခြင်းလိုတဲ့သူများအားပေးခြင်းလိုတဲ့သူများကိုထပ်ဆင့်ပြီးတော့ကျွန်တော်ပေးနိုင်မှာဖြစ်ပါတယ်เนาะအဲကြောင့်ဘောလူကနောက်ဆုံးတော့သူပြောလဲဆိုတော့ဒုက္ခတွေအမှုတော်အတွက်ပြင်ဆင်ပေးနိုင်သည်ဆိုပြီးတော့သူကမှတ်ချက်ချတယ်ဒုက္ခတွေကြုံတဲ့အခါကျတော့သူကပါလဲကိုယ်တိုင်နာကျင်ဘူးတဲ့သူဟာတဲ့နာကျင်သူကိုလည်းနားလဲပေးနိုင်တယ်ဒါတော်မှန်တယ်ဒါကြောင့်ဘောလူကသူကဒုက္ခမျိုးစုံသူအသင်းသားများတော့မှသူတို့မကြုံခဲ့ဘူးတဲ့ပြဿနာတွေနော်သူတို့မကြုံခဲ့ဘူးတဲ့ဒုက္ခဆင်းရဲတွေနော်ဘောလူကခံစားတဲ့အတွက်ကြောင့်သူအသင်းတော်မှာပြဿနာရှိတဲ့အခါသူကအဲ့ဒီသူ့ရဲ့ experience သူတွေ့ကြုံခဲ့ရဘူးတဲ့သူ့ရဲ့အသက်တာအားဖြင့်သူတပါးကိုသူပြန်လဲပြီးတော့ကူညီနိုင်ခဲ့တယ်အားပေးနိုင်ခဲ့တယ်နှစ်သိမ့်နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်နော်ဒါကြောင့်စံတမှုထဲတွင်ဘုရားသခင်ဤနီးကပ်မှုကိုရှာပါဒါကြောင့်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဆရာသမားတွေပဲဖြစ်ဖြစ် pastor တွေပဲဖြစ်ဖြစ်အသင်းတော်မှာရှိတဲ့အသင်းသူသင်သားများပဲဖြစ်ဖြစ်တခါတလေကျွန်တော်နာကျင်မှုတွေသူတပါးရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနော်သူတပါးရဲ့ဘယ်လိုပြောမလဲကျွန်တော်တို့တခုခုကျွန်တော်ခံစားရတယ်အဲ့လိုမျိုးခံစားတဲ့အချိန်မှာကျွန်တော်အကောင်းအတွက်ကျွန်တော်ပြင်ဆင်ဖို့ဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်မှတ်ချက်ချရမယ်တော့တချို့ကအဲ့လိုမျိုးခံစားရတဲ့အခါကျတော့နော်စိတ်ပြတ်ဝန်းနေပြီးတော့အသင်းတော်ထဲကနေထွက်တာအသင်းပြောင်းတာဖြစ်တခုခုဖြစ်နိုင်တယ်ဒါကြောင့်အသင်းတော်တပါးထဲမှာနော်အသင်းသူတင်သားများဆရာသမားများပြခံရတဲ့ခက်ခဲကိုအရင်နီးအကောင်းဆုံးဆိုပြီးတော့ကျွန်တော်တတ်မှတ်ပြီးတော့အဲ့ဒီထဲကနေပြီးတော့ပေါ်လူလိုဘုရားသခင်စီကနေငြိမ်သက်ခြင်းနဲ့သူ့ရဲ့စုဂျေဇုကိုကျွန်တော်ပုံမရရှိသွားဖို့ဒါအရေးကြီးတယ်ဆိုတော့ဒီမှာကျွန်တော်တွေ့ရတယ်နော်တင့်ဒဏ်ရာကိုအခြားသူ၏ဒဏ်ရာနားလည်ရအသုံးပြုပါနော်ဒါတော်အရေးကြီးတယ်ကို့မှာမခံစားခဲ့ဘူးသူတပောက်ကျွန်တော်ခံစားပေးလို့မရဘူးနော်ဒါကြောင့်ပေါ်လူရဲ့အသက်တာဘုရားသခင်ဘာဖြစ်လို့ဒီလိုမျိုးဒုက္ခဆင်းရဲတွေကြုံတွေ့စေလဲဆိုတာလဲသူ့ရဲ့အခြေအနေအရနော်အဲ့ဒီခေတ်ထဲမှာအဲ့ဒီခေတ်မှာရှိတဲ့အသင်းတော်တွေထဲမှာနော်ပေါလုကအလုပ်လုပ်ရမယ်ဆိုတော့ဟုတ်လားပေါလုသူကြုံတွေ့ရတဲ့အခက်ခဲတွေကိုသူကနော်အရင်းနှီးလုပ်ပြီးတော့နော်ဒီအသင်းတော်တွေကိုသူဥဆောင်လာတဲ့အခါကျတော့နော်အသင်းတော်တွေတိုးတက်ပြီးတော့ဟုတ်လားဘုရားသခင်နဲ့ပုံနီးကပ်လာတဲ့အသင်းတော်တွေဖြစ်လာတယ်နော်ဘုရားသခင်နဲ့ပုံနီးလာတဲ့အသင်းတော်တွေဖြစ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်ရရှိသောဂျေဇုတော်ကိုမေတ္တာဖြင့်မျှဝေပါတဲ့နော်ဂျေဇုတော်ဘာဖြစ်လို့လဲဆိုတော့အခက်ခဲတစ်ခုကိုအောင်မြင်လာပြီးတော့နော်ဘုရားသခင်နဲ့ပုံနီးကပ်စေတယ်ဆိုတာတကယ်ဂျေဇုတော်အဲကြောင့်ဒီဂျေဇုတော်ကြီးမားမားတစ်ခုကိုကျွန်တော်တို့ရရှိဖို့ဟာနော်အရင်လေးလိုတယ်နော်ရိုးရိုးနဲ့ကျွန်တော်ရလို့မရဘူးဒါကြောင့်ပေါလုလူမျိုးခံစားခဲ့ရတယ်နော်ပေါလုဆိုရင်ဗာလဲတင်းမောပြတ်ခြင်းခါရတယ်ပြီးတော့နာကျင်ခြင်းခါရတယ်သူတပါးစွန့်ပစ်ခြင်းခါရတယ်သူတပါးရဲ့ဘယ်လိုပြောအနိုင်ကျင့်ခြင်းကိုသူခံရတယ်အဲ့လိုမျိုးခံရတဲ့အခါကျတော့ဖျားသခင်ရဲ့ဂျေဇုတော်ဟာပေါလုရဲ့အသက်တာမှာပုံမများပြလာပြီးတော့အဲ့ဒီဂျေဇုတော်ကိုသူတပါးစီမှာသူကပြန်လဲဝေငှနိုင်တယ်ဆိုပြီးတော့ကျွန်တော်ဒီမှာတွေ့ရပါတယ်ဒါကြောင့်ဒုက္ခတွေအမှုတော်အတွက်ပြင်ဆင်ပေးနိုင်တယ်တော့ဒုက္ခတွေ့ကြုံတဲ့အခါစိတ်မပြတ်ဖို့တော့ဖျားရှင်ထံမှာအဲ့ဒီဒုက္ခနဲ့အတူကျွန်တော်ချင်းကပ်ပြီးတော့ဘုရားသခင်ဘာလို့တော့ရှိလဲကျွန်တော်အသက်တာကိုဘာဖြစ်စေခြင်းလဲဆိုပြီးတော့အဲ့ဒီဒုက္ခကိုတော့ဘုရားသခင်ကအရင်နီး
လှုပ်ပြီးတဲ့အခါအဲ့ဒီဒုက္ခထဲကနေပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်တော့ကျွန်တော်လုံလောက်ကျွန်တော်အသက်တာမှာရရှိသွားမယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရှိရပါတယ်နော်ဒါကြောင့်ကောရိန္သုဒုတိယဆောင်အခန်းကြီး1အငယ်9ထဲကိုကျွန်တော်လေ့လာမယ်ဆိုရင်ခရစ်တော်ဒီကျွန်တော်တို့ဤဒုက္ခကိုနားလည်ပေးတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့အတိအကျနော်အတိလင်းကျွန်တော်သိရတယ်ဘာဖြစ်လို့ဆိုတော့ခရစ်တော်ရဲ့အသက်တာကိုလည်းကျွန်တော်ကြည့်မယ်ဆိုရင်ဘယ်သူမဆိုခရစ်ယာန်ဘာသာရေးမှာနော်ခေါင်းဆောင်တွေဟုတ်လားခေါင်းဆောင်မဲ့သူတွေပဲဖြစ်ခေါင်းဆောင်တွေဟာဒုက္ခဆင်းရဲမခံမဲနဲ့ခေါင်းဆောင်လုပ်တယ်လို့ဆိုတာသိမရှိဘူးခရစ်တော်ရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်သူကဘုံစည်းစိမ်နဲ့သူကကောင်းကင်နိုင်ငံမှာစိုးစံတဲ့ဘုရားကနေပြီးတော့လောကကိုစင်ကြွတော်မူပြီးတော့နော်လူစားတိကိုခံတယ်အဲ့လူစားတိခံတဲ့အထဲမှာတော့မှသူကဘယက်နန်းတော်ထဲမှာဖွားမြင်လာတာမဟုတ်ဘူးနော်တကယ်စင်ရသားနော်မွေးတည်နေတဲ့ဒီဂျိုးဆက်နဲ့မယ်ရီရဲ့မိသားစုကနေပြီးတော့မွေးဖွားလာတယ်နော်သူမွေးတော့မဲ့အချိန်မှာတော့မှသူကအိမ်ခန်းကောင်းလေးဆေးရုံကောင်းလေးမှာနော်မွေးခွင့်မရှိခဲ့ဘူးနော်သူကနွားတင်းကုတ်ထဲမှာမွေးလာခဲ့တယ်နော်အဲ့ဒါကြောင့်ခရစ်တော်ကိုယ်၌ကအထီးကျန်ခြင်းခံရတယ်စွန့်ပစ်ခြင်းခံရတယ်သစ္စာဖောက်ခြင်းလည်းခံရတယ်ဒါကြောင့်တခါတလေအသင်းတော်ထဲမှာဟုတ်လားဒီဆရာသမားတွေပါစတာတွေလည်းတခါတလေသစ္စာဖောက်ခြင်းခံရတဲ့လူတွေရှိတယ်နော်ဒါကျွန်တော်စိတ်မပြတ်ဖို့နော်ဘယ်သူမဆိုသစ္စာဖောက်ခြင်းခံနိုင်တယ်ဒါကြောင့်ခရစ်တော်ကိုယ်၌တော်မှာဟုတ်လားသစ္စာဖောက်ခြင်းခံရပါလေယူဒရှကာယုတ်ကြီးသစ္စာဖောက်မှုသူခံခဲ့ရတယ်နော်နာကျင်မှုဝေဒနာကိုသူလက်ဝါးကားတိုင်းမှာသူခံခဲ့ရတယ်သူရဲ့ခြေနှစ်ဖက်နော်လက်ဝါးနော်တန်နဲ့ရိုက်ချင်းခံရတယ်နော်ဘယ်လောက်နာကျင်မလဲနော်ဒါကြောင့်သူဟာကောင်းဆောင်ကောင်းပီတာတဲ့သူတယောက်မကသူကခရစ်တော်ဖျားသူကကယ်တင်ရှင်ဖျားအနေဖြင့်သူကလောကကိုဆင်းရဲခြင်းမျိုးစုံနော်ဆင်းရဲခြင်းရဲ့နော်အနှဆိုင်ဆုံးအစစ်မှာသူကမွေးဖွားလာပြီးတော့လူသားတွေရဲ့အပြစ်ထဲကနေကျွန်တော်ကိုကယ်တင်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာတွေးရတယ်ကောရိန္သုဒုတိယဆောင်ခန်းကြီး1စတစ်ကနေ7ကိုကျွန်တော်လေ့လာမယ်ဆိုရင်ကိုမဟုတ်ဘုရားသခင်ကိုယုံကြည်ပါနော်ပေါလုရဲ့အသက်တာကိုကျွန်တော်ရှိမယ်ဆိုရင်သူ့ရဲ့အောင်မြင်ခြင်းတွေလည်းရှိခဲ့တယ်ဒါပေမဲ့ပေါလုဒီတဲ့မခံနိုင်လောက်အောင်ဝန်ပိခဲ့တယ်ဘာဖြစ်လဲဆိုတော့သူ့မှာ stress လေးများလာတယ်အတင်းတော်ထဲမှာလည်းတခါတလေအငင်းပွားမှုတွေလည်းတော်တော်များလာတယ်အဓိကအဖြစ်ဒီကောရိန္သုအတင်းတော်ထဲမှာကောရိန္သုအတင်းတော်တွေ့နော်ပေါလုကတော်တော်လေးကိုစိတ်ဖိစီးခြင်းခါရတယ်နော်ထိုအခြေအနေကကိုယ်အစွမ်းကိုမယုံပဲဘုရားသခင်ကိုယုံကြည်ဖို့ဆိုပြီးတော့ပေါလုကဘုရားသခင်ကိုပို့ပြီးတော့တိကျွမ်းလာခဲ့အဲဒါကြောင့်ယုံကြည်သူများ၏ဆုတောင်းခြင်းနော်အမှုတော်၌အမှန်တကယ်အားဖြစ်စေတယ်ဒါကြောင့်ပေါလုကသူ့ရဲ့အပေါင်းဖော်တွေတော်တော်ရှိတယ်နော်သူ့ကိုအားပေးတဲ့သူတွေသူ့ကိုဆုတောင်းပေးတဲ့သူတွေသူ့မှာ team တွေရှိတယ်ဒါကြောင့်ကျွန်တော်တို့အမှုတော်ဆောင်တယောက်အနေနဲ့ team လို့တယ်နော် team လို့တယ်အတူတူဆုတောင်းခွင့်ရမယ်အဖော်တွေကိုယ့်ရဲ့အနောက်မှာနော်ကိုယ်အလုပ်လုပ်တဲ့အခါကျတော့ကိုယ့်အနောက်မှာဆုတောင်းပေးမဲ့ team တွေလို့တယ်ပေါလုဟာလည်းသူအလုပ်လုပ်တဲ့အချိန်မှာယုံကြည်သူတော်တော်များများကသူ့အနောက်မှာသူ့အတွက်ဆုတောင်းပေးတယ်သူ့အားပေးခဲ့တယ်ဆိုတော့နော်ဆရာသမားတွေပါစတာတွေဖြစ်ပြီးမှစိတ်ပြတ်တဲ့အချိန်တွေရှိတယ်စိတ်အားနွမ်းနေတဲ့အချိန်တွေရှိတယ်အဲ့ထဲမှာကိုယ့်ရဲ့တင်းသားတွေကအားပေးရင်အဲ့ဒီအားပေးမှုတွေကြောင့်ကျွန်တော်ပါစတာတွေဆရာသမားတွေပို့ပြီးတော့အားတက်နိုင်တဲ့အခြေအနေရှိတယ်ဆိုတော့ကျွန်တော်လည်းလက်တွေ့ကျွန်တော်လည်းခံစားခဲ့ရတယ်ဒါကြောင့်အသင်းတော်တစ်ခုဖြစ်လာရင်တော့ဘယ်သူမဆိုပိုကြီးတယ်ပိုငယ်တယ်ဆိုတာမရှိဘူးပါစတာတွေအသင်းအုပ်ဆရာတွေဆိုတာလည်းဘုရားသခင်ကသူ့ရဲ့နေရာတစ်ခုမှာနော် cornerstone နော်တနေရာမှာဘုရားသခင်ကထားတဲ့သူတယောက်ပဲဖြစ်တယ်။ तू ကအသင်းတော်တစ်ခုလောက်ကြီးတဲ့ power तू ကမရှိဘူး။နော်အဲ့ဒါကျွန်တော်သိရမယ်။ဒါကြောင့်ဆရာသမားတွေလည်းဆုတောင်းပေးဖို့လိုတယ်။နော်သူတို့မှာအားနည်းချက်တွေရှိတယ်။ဒါကြောင့်ဆရာသမားတွေဆိုတာ100%ပြည့်စုံမဲ့ဆရာသမားဆိုတာခင်ဗျားသွားရှာရင်ဒီလောကမှာဘယ်တော့မှတွေ့မှာမဟုတ်ဘူး။ဒါကြောင့်သူတို့ကိုဆုတောင်းပေးရမယ်။အားပေးရမယ်ဆိုတာဒါပေါလုကသူ့ရဲ့နောက်ွယ်မှာသူ့ရဲ့နောက်မှာသူ့ကိုဖေးမှတဲ့သူတွေရှိတယ်။ယုံကြည်သူတွေကသူ့ကိုထောက်ပံ့တယ်ဆုတောင်းပေးခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်။ဒါကြောင့်ပေါလုရဲ့ ministry ပေါလုရဲ့ဧဝံဂေလိဖြန့်ချီတဲ့နေရာမှာတော့သူကရိုးရှင်းမှုနဲ့ရိုးသားမှုဆိုတာသူကကျင့်သုံးခဲ့တယ်ဆိုတာဒီမှာကောရိန္သုဒုတိယဆောင်ခန်းကြီး1စနစ်ကနေ14အထိကိုကျွန်တော်ဖတ်မယ်ဆိုရင်ဒီမှာဗာပြောလဲရိုးရှင်းမှုဆိုတာခရစ်တော်ဗဟုပြုသောတည်င်းကောင်းကိုမရှုပ်ထွေးစေခြင်းဆိုပြီးတော့ဒီမှာရေးထားတယ်နော်တခါတလေကျတော့
ကျွန်တော်တို့ theology ပွဲရတဲ့ဆရာတော်တော်များများဟာเนาะပညာပြချင်တဲ့ဆရာတွေလည်းတော်တော်ရှိတယ်เนาะကျွန်တော်ကြားဘူးထားအဲ့ interview တစ်ခုမှာဆိုအဲ့ဆရာတောက်စင်သူက this is set theological ကျောင်းကနေပြောဆင်းလာတယ်သူက Greek တွေ Hebrew တွေတော်ပိုင်နိုင်တယ်သူကဒီဟာတွေကိုပြချင်နေပြီပြချင်တဲ့ခါကျတော့သူကအစ်စ်ဆိုတော့လေဒီမြို့ထဲမှာဘယ်သူမှသူလက်မခံသေးဘူးဆိုတော့သူကလည်းတော်ထဲမှာသွားABC တော့မှပိုင်နိုင်မဖတ်နိုင်တဲ့တော့မှသွားပြီးတော့ဟာလာမှာ Greek တွေပါ Hebrew တွေပါသွားတင်ပြီးအဲ့ဆရာလည်းသူတကယ် interview ရှိအဲ့ဒါနားထောင်ရတဲ့ခါကျတော့တော်လေးတော့သဘောကျတခါတလေကျကျွန်တော်တို့လည်းပညာပြတ်ချင်တဲ့အချိန်ရှိနိုင်တယ်နော်ဟာလာသူကိုယ့်ပရိသတ်က ABC တောင်မှမဖတ်နိုင်တဲ့သူတွေဗမာစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာတော့မဖတ်နိုင်တဲ့လူတွေချားမှာကျွန်တော်ရှုပ်ထွေးတဲ့ term တွေ terminology တွေ Greek တွေ Hebrews ရောထွေးလိုက်တဲ့အခါကျတော့ဟာလာပရိသတ်တွေသူတို့ရှုပ်သွားနိုင်တဲ့အခြေအနေမှာရှိတယ်ဒါကြောင့်ရိုးရှင်းမှုဆိုတာခရစ်တော်ရဲ့ဗဟိုပြုတဲ့တည်င်းကောင်းဖြန့်ချီရေးမှာနော်ခရစ်တော်အသုံးနဲ့နမူနာဖြစ်တယ်နော်အဲဒါကြောင့်ခရစ်တော်ရဲ့ဒီကျမ်းစာထဲမှာသူပြောခဲ့တဲ့တရားချက်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်သူရဲ့ခိုင်းနိုင်မှုတွေဟလာပျောက်တဲ့ပိုက်ဆံတွေပျောက်တဲ့သားတွေနော်သူရဲ့ခိုင်းနိုင်မှုတွေဟာရိုးရှင်းပြီးတော့ဟလာအထက်တန်းလွာကနေပြီးတော့ဒီအငယ်ဆုံးလူတယောက်နော်ပင်ရမတက်တဲ့လူတယောက်တန်းတော်မအောင်တဲ့သူတယောက်ကတော့မှပုံဖော်ပြီးတော့စဉ်းစားပြီးတော့နားလည်နိုင်တယ်နော်အဲ့လိုမျိုးမရှုပ်ထွေးတဲ့တရားတွေဆိုတာနော်ပေါလုကလည်းအတုံးချခဲ့တယ်အဲ့ဒီအပြင်ကျွန်တော်ဘာလို့လဲဆိုတော့ရိုးသားမှုဆိုတာအရန်လိုတယ်အတွင်းစိတ်နဲ့အပြင်အပြုတ်မှုတညွတ်တီးဖြစ်ရမယ်တော့ဒါဟာတော်တော်လေးအရေးကြီးတယ်နော်တော်တော်ဘုရားသခင်အမှုဆောင်တယ်ဒီမှာရိုးသားမှုဆိုတာအရန်အရေးကြီးတယ်တချို့ကတရားဟောတယ်ကောင်းတယ်တရားဟောကောင်းတယ်ဒါပေမဲ့ဆင်းလာတဲ့ခါကျတော့ဟာလာလူဆိုးကြီးဖြစ်တဲ့တရားဟောဆရာလည်းရှိတယ်ဟိုအဖွဲ့သူရဲ့အဖွဲ့တွေသူရဲ့ဘယ်လက်ယုံတွေညာလက်ယုံတွေကိုဟောက်ခိုင်းစားတဲ့ဆရာတွေတော်တော်များတယ်ကျွန်တော်မြင်မှုတယ်နော်ဒါကြောင့်ရိုးသားမှုဆိုတာလိုတယ်ရိုးသားသားလေးနဲ့သူများကကိုယ့်ကိုလေးစားဖို့လည်းမလိုပါဘူးเนาะသူကကိုယ့်ကရိုးသားပြီးတော့ဘုရားသခင်နဲ့ဆက်တွယ်မှုရှိရင်သူတပါးကအလိုလိုနေရင် automatic နဲ့ကျွန်တော်တို့ကိုလေးစားသွားမှာဖြစ်တယ်เนาะဒါကြောင့်ခင်ဗျားမှာသူများရဲ့လူတကာရဲ့လေးစားမှုလိုချင်တဲ့ဆိုရင်เนาะဘုံကြီးတဲ့အရှင်ဘုရားနဲ့အဆက်တွယ်ပြုပါเนาะအကောင်းကြီးအထက်မှာရှိတဲ့ခရစ်တော်ဘုရားနဲ့ကျွန်တော်တို့ relationship ကျွန်တော်တို့ရဲ့ပတ်သက်မှုကောင်းနေမယ်ဆိုရင်သူတပါးလည်းကျွန်တော်တို့ကိုသူတို့ကယုံကြည်လေးစားမှဖြစ်တယ်ဆိုတာဒီမှာကျွန်တော်ပြောချင်တယ်ဒါကြောင့်လောကီပညာမဟုတ်ပဲဘုရားသခင်ယေရှုတော်ဖြစ်အသက်ရှင်ပါတဲ့နော်ဒါကလေးကြတော့ကျွန်တော်ကဒီလောကီပညာကိုကျွန်တော်အရန်တုံချတဲ့အခါကျတော့သူများကနားမလည်တဲ့အချိန်တွေရှိတယ်နော်နားမလည်နိုင်တဲ့အခြေအနေမှာရှိတယ်ဒါကြောင့်ဘုရားသခင်ကဖွင့်ထားတဲ့နှုတ်ကပတ်တော်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ဟာလားပေါ်လူအသုံးချတဲ့ method နိယာမကိုကျွန်တော်သုံးပြီးတော့ကျွန်တော်ခရစ်တော်ရဲ့တည်င်းကောင်းဖြန့်ချီတဲ့နေရာမှာကျင့်သုံးရမယ့်အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီမှာတွေ့ရတယ်။ဒါကြောင့်ဧဝံဂေလိတရားရဲ့ရိုးရှင်းသောအနှစ်သာရဆိုတာနော်ဒီမှာပေါလုကအသုံးပြုခဲ့တယ်။ခရစ်တော်ဒီကျွန်တော်တို့အတွက်အရာလုံးကိုပြုတော်မူသည်ဆိုတဲ့ဟာကိုကျွန်တော်ဘို့ဟိုမှာထားမယ်။ခရစ်တော်မပါရင်ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးနော်။အဲကြောင့်ခရစ်တော်ကလည်းသူ့တပည့်တော်တွေကိုနော်နေရောက်စီလို့ပြီးတော့အမှုတော်ကိုစောင်းစေတယ်။တချို့ကသွားတဲ့အခါကျတော့သူတို့ရဲ့အရေးချင်းတွေသူတို့ကဦးစားပေးတဲ့သူတွေရှိတယ်နော်ဒါကြောင့်သူတို့ကနတ်ဆိုးတွေနင်ထုတ်တဲ့နေရာမှာမတတ်နိုင်တဲ့အခါကျတော့သူတို့ပြန်လာကျွန်တော်တို့နတ်ဆိုးတွေနင်ထုတ်လို့မရဘူးမျက်စိကားတဲ့သူတွေကျွန်တော်ပြန်မြင်စေဖို့ကျွန်တော်ဆူတောင်းရင်လည်းသူတို့ပြန်မမြင်ဘူးဆိုပြီးပြန်လာတဲ့အခါကျတော့ခရစ်တော်ကပြောလဲငါရဲ့တကိုးမပိုင်ခင်ဗျားတို့မလုပ်နိုင်ဘူးဒါကြောင့်အစာရှောင်ဆူတောင်းခြင်းဖြစ်တာဒီဟာတွေကိုအောင်နိုင်တယ်ဆိုပြီးဒီမှာခရစ်တော်ကပြောထားခြင်းဖြစ်တယ်ဒါကြောင့်အစာရှောင်ဆုတောင်းခြင်းဆိုတော့ဗာလဲဘုရားသခင်နဲ့ connection နော်ဘုရားသခင်နဲ့ကျွန်တော်ပြန်လဲထိတွေ့ဖို့နော်အဆက်တွေမှန်ကန်ဖို့ဆိုတာအရေးကြီးတယ်အဲ့ဒါမှကျွန်တော်တို့ကနမိတ်လက္ခဏာတွေလုပ်နိုင်မယ်နော်ထူးခြားတဲ့အရာတွေကိုကျွန်တော်လုပ်နိုင်မယ်ဒါကြောင့်ခရစ်တော်ဒီကျွန်တော်အတွက်အရာလုံးကိုပြုတော်မူသည်ဆိုတာကျွန်တော်တို့လက်ဆွဲထားမယ်နော်ခရစ်တော်မပိုင်ကျွန်တော်ဘာမှမလုပ်နိုင်ဘူးဒါကြောင့်ခရစ်တော်လူစားတိခံ၍အပြစ်မရှိသောအသက်တာဖြင့်နေတော်မူသည်နော်ခရစ်တော်တော်မှလူစားတိ 100% ရှိပေမဲ့သူကအပြစ်မလုပ်ပဲဟလာသူကနေထိုင်ခဲ့တယ်သူအပြစ်လုပ်နိုင်တဲ့အခြေအနေမှာရှိတယ်ဘာဖြစ်လဲဆိုတော့သူ့ရဲ့ဇာတိရှိတယ်ပြီးတော့သူ့ရဲ့ divine nature ရှိတယ်ကောင်းကင်ဖျားရဲ့ဟာလာ nature ဖျားဖြစ်တဲ့
သူ့ရဲ့ကိုယ်ခန္ဓာဟာလည်း 100% လူသားဖြစ်တဲ့ကိုယ်ခန္ဓာလည်း 100% ဆိုတော့လူသားဖြစ်တဲ့ 100% ဆိုတာပါလေအပြစ်လုပ်နိုင်တဲ့အခြေအနေမှာရှိဒါပေမဲ့သူကအပြစ်ကိုလုံးဝမလုပ်ဘူးဒါကြောင့်ဖြစ်နိုင်ရင်တော့ဒါဘုရားသခင်ယုံကြည်တဲ့သူတွေဘုရားသခင်အမှုတော်ဆောင်တွေဆိုတာအပြစ်နဲ့ကင်းဝေးရမယ်သူတွေဖြစ်ရမယ်လက်ဝါးကားတိုင်းပေါ်တွင်ကျွန်တော်တို့အပြစ်ဒဏ်ကိုသူကခံခဲ့တယ်ဘယ်လိုပဲသူကဘုံကြီးစီးစိမ်ရှိပါစေဘယ်လောက်ပဲဘုံကြီးပါစေလောကစัจ java တခုကိုဖန်ဆင်းတဲ့ယေရှုဖခင်ကတော့မှဟာလားလူတွေအပြစ်လုပ်တဲ့သူတွေအတွက်အနစ်နာခံပြီးတော့ဗာလဲသူကအပြစ်ဒဏ်ကိုခံခဲ့တယ်ဒါကြောင့်တခါတလေကြောင့်ကျွန်တော်တို့ဆရာတွေဟာလားအမှုတော်ဆောင်တွေကအတင်းသူတင်းသားများကပြောတဲ့စကားတခွန်းကြောင့်ကျွန်တော်တို့အားနဲ့သွားတဲ့ဆရာတွေလည်းတော်တော်များတယ်အတင်းသူအတင်းသားများပြောတဲ့အရာတွေသူတို့ဝေဖန်တဲ့အရာတွေပဲဖြစ်ဖြစ်မကောင်းတဲ့အရာပြောတဲ့အရာပဲဖြစ်အဲ့ဒါတွေကိုတချို့ကဗလားစိတ်ဆိုးပြီးတော့ဟာလားအတင်းသူအတင်းသားများနဲ့ fighting လုပ်ကြတဲ့ဆရာတွေလည်းရှိတယ်ဒါကြောင့်ကိုယ့်ရဲ့အသားကိုလာထိတာတော့မဟုတ်ပဲနဲ့တော့သူများပြောတာလေးတစ်ချက်နဲ့ကျွန်တော်တို့ဒီလိုအတင်းသူတင်းသားများနဲ့ဟာလားအပြန်အလှန်ကျွန်တော်တို့စကားစစ်ထိုးဖို့မလိုဘူးတော့ခရစ်တော်ကတော့မှဟာလားသူလုပ်တဲ့အလုပ်မှာသူကဗာလဲအပြစ်မရှိတဲ့သူ့ရဲ့ကိုယ်ခန္ဓာအပြစ်မရှိတဲ့သူ့ရဲ့တဘာဝကိုလွန်ဆန်ပြီးတော့သူကဗာလဲဒီလက်ဝါးကားတိုင်းမှာနာကျင်ခြင်းကိုခံခဲ့တယ်အပြစ်သားများအတွက်သူနာကျင်ခြင်းခံရဒါကြောင့်ကျွန်တော်အမှုဆောင်တဲ့သူတွေသူများပြောတဲ့အရာလေးဟာလားသူများဝေဖန်တဲ့အရာလေးနဲ့ကျွန်တော်တို့စိတ်မပြတ်ဖို့เนาะဒါတွေဟာအရေးမကြီးတဲ့အရာတွေဆိုတာအရေးကြီးပါတယ်ဟုတ်တယ်သူတို့ပြောတဲ့အရာတွေဒါပေမဲ့ဆရာတယောက်အနေနဲ့ဟာလားဘုရားတခင်အမှုတော်ဆောင်တယောက်အနေနဲ့ဒါတွေနဲ့ကျွန်တော်တို့စိတ်မပြတ်ဖို့ဟုတ်လားဒါတွေနဲ့ကျွန်တော်တို့အသင်းတော်ထဲမှာပိုရှုပ်သွားအောင်မလုပ်ဖို့အဲ့ဒါပိုတော်တော်လေးကိုအရေးကြီးတယ်ဆိုပြီးကျွန်တော်ဒီမှာပြောချင်တယ်အဲကြောင့်ခရစ်တော်ဟာတေခြင်းမှာထားမြဲပြီးကောင်းကင်၌ကြားဝင်ဆုတောင်းတော်မူ၏เนาะလူသားတွေကိုသူဘလောက်ထိစိတ်ဝင်စားလဲဆိုတာเนาะကောင်းကင်ကနေပြီးတော့ဘုံတကောအာနုဘော်ကိုသူကစွန့်လွတ်ပြီးတော့ဒီလောကထဲမှာဟာလာလူစားတိခံပြီးတော့အစင်းရဲဆုံးနေရမှာသူကတို့ကိုကယ်တင်ခဲ့တယ်နောက်လက်ဝါးကားတိုင်းအဆိုးဝါးဆုံးနေရာလူမိုက်ငတေတွေကိုပြစ်ဒဏ်ပေးတဲ့နေရာလက်ဝါးကားတိုင်းမှာသူအသေးတက်ခြင်းခံရတယ်အဲ့ဒါပဲမပြီးသေးဘူးသူကလောကမှာရှိတဲ့အဖြစ်သူပြသားများတော့သူရဲ့သားသမီးများအတွက်သူကကြားဝင်ပြီးတော့သူကဆုတောင်းပေးဖို့သူကဘုရားသခင်ရဲ့လက်ရာမှာသူကထိုင်ပြီးတော့ဟာလားသူက priest အလုပ်ဆိုတဲ့အခါကျတော့ဗာလဲသူကကြားဝင်ဖြန့်ဖြေမဲ့အလုပ်ကိုသူကကျွန်တော်တို့အခုအချိန်မှာဆက်လက်ပြီးတော့လုပ်ကင်လက်ရှိရဆိုကျွန်တော်ဒီမှာတွေ့ရတယ်အဲ့ဒါပဲမကသေးဘူးသူကအကြောင်းဝင်ဖြည့်ရှင်းပြီးတဲ့ဒီ priestly အလုပ်ဒီဟာပဲမကဘူးတော့သူကဗာလဲတဖန်ကြွလာ၍မိမိလူတို့ကိုထာဝရနေရာသို့ခေါ်ဆောင်ဖို့သူကနောက်တစ်ခါပြန်လောင်းမယ်သူကမနာဘူးတော့လက်ဝါးကားတိုင်းမှာတေးပြီးတော့ငါပြီးသွားပြီတော့ဒါလုံလောက်ပြီဆိုပြီးတော့သူရဲ့အလုပ်မနာဘူးသူလက်ဝါးကားတိုင်းပြီးတဲ့အခါကျတော့ဗာလဲကောင်းကင်နိုင်ငံမှာဘုရားသခင်တော့အဖဘုရားရဲ့လက်ရာမှာသူထိုင်ပြီးတော့အပြစ်သားများအတွက်ကြားဝင်ဖြန့်ဖြေပေးတဲ့တော့နေရာမှာသူကအလုပ်လုပ်တယ်တော့နောက်ဆုံးတော့ကာလနောက်ဆုံးတော့အချိန်ရောက်တဲ့ခါကျသူကဒီလောကကိုဆင်းကြွပြီးတော့အပြစ်ထဲမှာနှစ်မွန်းနေတဲ့လူတွေတော့သူ့ကိုယုံကြည်တဲ့သူတွေဟိုသူကတခါပြန်ခေါ်ဆောင်သွားပြီးတော့ကောင်းကင်နိုင်ငံမှာကျွန်တော်စိုးစံမယ်သူအလုပ်လူသားများအတွက်သူကလုံးဝမနာတတ်သူကအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်အေဝံဂေလိဆရာတွေကျွန်တော်ပါစတာတွေပဲဖြစ်ဖြစ်အသင်းလူကြီးတွေအသင်းထောက်တွေပဲဖြစ်ဖြစ်ကျွန်တော်အသင်းတော်ထဲမှာတော့ကျွန်တော်မနာတတ်အလုပ်လုပ်ဖို့တော့ကျွန်တော်အရေးကြီးတယ်တော့လူတယောက်အသင်းတော်ထဲမှာရှိတဲ့အသင်းသူတင်းသားများရဲ့တော့နောင်ရီဟာလားသူတို့ရဲ့ကယ်တင်ခြင်းအတွက်ကျွန်တော်တို့မနာတတ်အလုပ်လုပ်ဖို့လိုတယ်နော်ဟာသူတို့နှစ်ချင်းခံပြီးပြီဆိုတော့ဒါပြီးပြီဆိုပြီးတော့ကျွန်တော်လွတ်ထားဖို့မဟုတ်ဘူးနော်နှစ်ချင်းခံပြီးတဲ့အခါကျသူတို့ပုံမူပြီးတော့ခရစ်တော်ထဲမှာဟာလားအသင်းတော်ထဲမှာပို့ပြီးအားအင်ရှိလာဖို့ဟာလားပို့ပြီးတော့တောက်တင်းတဲ့အသင်းသူတင်းသားဖြစ်ဖို့ဆိုတာဒါကျွန်တော်တို့ကခရစ်တော်လိုမျိုးအစစ်ကျွန်တော်တို့လောက်ကင်သွားဖို့လိုအရေးကြီးတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာပြောချင်ပါတယ်ပြီးတော့နောက်တစ်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုစစ်မှန်သောတက်တေခံချက်ကတက်ရောက်မှုရှိသည်အဲ့ဒါတော်ရေးကြီးတယ်ယေရှုနဲ့လက်တွေ့ကြုံမှုကိုရိုးသားစွာမျှဝေပါစစ်မှန်သောတက်တေခံချက်ဆိုတာပါလေယေရှုနဲ့လက်တွေ့ကြုံမှု encounter with Jesus Christ နော်လက်တွေ့ယေရှုနဲ့တိုက်ရိုက်မတွေ့မချင်းကျွန်တော်ပြောင်းလဲမှုဆိုတာရှိနိုင်မှာမဟုတ်ယေရှုနဲ့တိုက်ရိုက်တွေ့ဖို့လိုတယ်
သူများပြောလို့နှစ်ချင်းခံတယ်သူများပြောလို့ခရိယန်ဖြစ်လာတယ်ဆိုတော့ဒါမဖြစ်နိုင်ဘူး skeptical အစစ်မရှိရနော်အပြင်ကနေပြီးတော့ဖြစ်နိုင်ပါတယ်ဟုတ်ပါတယ်ဆိုတာအဲ့ဒါအခြေအနေမဟန်သေးဘူးဘာဖြစ်လဲဆိုတော့ခရစ်တော်ကိုယုံကြည်တဲ့သူတယောက်ကအဝေးကနေပြီးတော့ယုံကြည်တာမဖြစ်ရဘူး encounter ယေရှုခရစ်နဲ့ထိတ်တိုက်တွေ့ပြီးတော့ဟုတ်လားသူ့ရဲ့ချစ်ချင်းမြတ်တာသူ့ရဲ့ကျင်နာတရားမှုကိုကျွန်တော်ရရှိဖို့အရေးကြီးတယ်သူနဲ့အဆက်တွေ့အမြဲတမ်းရှိဖို့အရေးကြီးတယ်အဲ့ဒါမှကျွန်တော်တို့ယုံကြည်သူအစ်စ်မှဖြစ်နိုင်မှာဖြစ်ပါတယ်မနေ့ကခရစ်တော်ထာမသင်ယူခဲ့တော့အရာကိုယနေ့မျှဝေပါဖျားသခင်နဲ့ကျွန်တော်နေ့တိုင်း encounter တွေ့ကြုံရမယ်ဖျားသခင်နဲ့နေ့တိုင်းကျွန်တော်စကားပြောရမယ်ဖျားသခင်ရဲ့နှုတ်ကပတ်တော်သူပြောတဲ့စကားတွေကိုကျွန်တော်နေ့တိုင်းစိတ်နှလုံးထဲမှာကျွန်တော်တွေ့ရမယ်တော့ဒါမှခရစ်တော်နဲ့ encounter တော့လက်တွေ့ကြုံမှုဆိုတာဒါကြောင့်ခရစ်ယာန်အသက်တာဆိုတာခရစ်တော်နဲ့လက်တွေ့ကြုံမှုဆိုတာတခါဖြစ်ခဲ့တယ်ဆိုတာနဲ့ကျွန်တော်မလုံလောက်ဘူးနေ့တိုင်းကိုကျွန်တော်တွေ့ရမယ်ဘယ်လိုတွေ့ရမလဲတော့ဘုရားသခင်နှုတ်ကပတ်တော်ဖတ်ခြင်းဆုတောင်းခြင်းဘုရားသခင်နဲ့စကားပြောခြင်းဒါကျွန်တော်ဘုရားသခင်နဲ့ကျွန်တော်နေ့တိုင်းလက်တွေ့ကြုံမှုကိုကျွန်တော်တို့ပြုလုပ်ရမှာဖြစ်ပါတယ်ဟန်ဆောင်တော့ဘာသာရေးဆိုတာမဖြစ်နိုင်ဘူးကျွန်တော်တို့ဟန်ဆောင်ရင်ဒီဖက်ကလူတွေကတော့ဟန်ဆောင်တဲ့ဆရာတွေဟန်ဆောင်ပြီးတော့ပြောတဲ့ဆရာတွေဆိုတော့သူတို့သိတယ်သူတို့ဖြစ်လူငယ်တွေကဟန်ဆောင်တဲ့ဆရာတွေသူရဲ့နှလုံးသားမဟုတ်ဘဲနဲ့ရှောက်ပြောတဲ့ဆရာတွေသိဘာဖြစ်လို့ဆိုတော့တချို့ကပလင်ပေါ်မှာသူတို့ပြောတာတော့ကောင်းတယ်ဒါပေမဲ့ဆင်းလာတဲ့ခါကျတော့တခြားအစီအစဉ်တွေဆွဲတဲ့ဆရာတွေလည်းရှိတယ်အဲ့ဒါကြောင့်တော့ဟန်ဆောင်ချင်းကိုကျွန်တော်တို့ဘေးဖယ်ရမယ်တော့အသက်ရှင်တော့ခရစ်တော်နဲ့စစ်မှန်တော့ဆက်ဆံရေးကတာနှလုံးသားကိုထိတွေ့တယ်အဲ့ဒါကြောင့်ကျွန်တော်ဘုရားသခင်အမှုတော်ဆောင်တဲ့နေရာမှာကျွန်တော်ဘုရားသခင်အမှုဆောင်တဲ့သူတွေတော့ပါစတာပဲမဟုတ်ဘူး elder deacon တွေတော့အသင်းတော်ထဲမှာဦးဆောင်တဲ့သူတွေဘုရားသခင်နဲ့တိုက်ရိုက်တွေ့ဆုံရမယ်နော်အဲ့ဒါမှကျွန်တော်ဘုရားသခင်စီကနေဘောလူကလည်းဘုရားသခင်ချစ်ချင်းမြတ်တာဘုရားသခင်နှစ်သိမ့်မှုကိုတိုက်ရိုက်ရရှိတဲ့အတွက်ကြောင့်အဲ့ဒီရရှိတဲ့အရာတွေဘုရားသခင်စီကနေလက်တွေ့တော့ဘုရားသခင်နဲ့တွေ့ဆုံတဲ့အခါရရှိတဲ့ချစ်ချင်းမြတ်တာတရားနှစ်သိမ့်မှုတွေကိုကျွန်တော်လူတကာကိုကျွန်တော်ပြန်လဲပြဝေနိုင်တယ်ဒါကြောင့်ဘုရားသခင်နဲ့တွေ့ဆုံမှုမရှိခဲ့ရင်တော့နေ့တိုင်းဘုရားသခင်နဲ့ encounter မရှိရင်နေ့တိုင်းဘုရားသခင်နဲ့စကားပြောဆိုခြင်းမရှိရင်ကျွန်တော်ပေးစရာမရှိဘူးเนาะသူတမကို share စရာမရှိဘူးအဲကြောင့်နေ့တိုင်းကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်ဖတ်ရမယ်လေ့လာရမယ်ဘုရားသခင်ကျွန်တော်ကိုဘယ်လိုစကားပြောလဲဆိုတာတော့အမြဲတမ်းကျွန်တော်နားထောင်ပြီးတော့ဘုရားသခင်ရဲ့ခြေတော်ကြီးမှာကျွန်တော်တိုးဝင်ပြီးတော့ကျွန်တော်ဘုရားသခင်နဲ့တော့အမြဲတမ်းစကားပြောမယ် encounter တော့လက်တွေ့ကြုံမှုရှိရမယ်ဆိုတော့ဒီမှာရေးသားထားပါတယ်ကောရိန္သုပထမဆောင်ခန်း16ထဲကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါဒီ16နဲ့ကောရိန္သုဒုတိယဆောင်အခန်းကြီး1ထဲမှာပါကြောင်းနဲ့ပတ်သက်ပြီးတော့ရေးထားလဲဆိုတော့ပေါလုတွေကောရိန္သုမြို့တို့တွားရန်မူလအစီအစဉ်ရှိခဲ့တယ်ခုနကပြောထားတဲ့အတိုင်းပဲကောရိန္သုမြို့ကိုသူကတော်တော်လေးကိုအကောင်းဖြစ်စေခြင်းတယ်ဒါပေမဲ့သူအစီအစဉ်ရှိခဲ့တယ်နော်ဒါပေမဲ့ဘာဖြစ်လို့မတွားခဲ့လဲဆိုတော့နော်ချစ်ချင်းကြောင့်အစီအစဉ်ပြောင်းနိုင်ခဲ့တယ်နော်ချစ်ချင်းကြောင့်ဘာဖြစ်လို့ချစ်ချင်းလို့ပြောနိုင်လဲတော့ကျွန်တော်ဒီမှာထပ်ကြည့်အောင်ထပ်မံနာခြင်းစီမီကိုတည်တော့ကြောင့်လည်းခရီးစီစဉ်ကိုပြောင်းခဲ့တယ်တော့အပြောင်းလဲဒီမတည်ကြည်မှုမဟုတ်ပဲတဲ့ဘောလူကဘာဖြစ်လို့ကောရိန္သုမြို့ကိုသူကပြန်သွားမယ်ဆိုပြီးတော့အစီအစဉ်ရှိခဲ့ပေမဲ့သူကအစီအစဉ်ပြောင်းပြီးတော့မသွားခဲ့တာဘာကြောင့်လဲမတည်ကြည်မှုမဟုတ်ပဲပိုကောင်းမွန်သောမေတ္တာလမ်းကိုဒီကောရိန္သုအသင်းသူတင်သားများကရွေးချယ်ဖို့သူကအချိန်ပေးခဲ့ခြင်းဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ဒီမှာဘယ်လိုရေးထားလဲဆိုတော့ပေါလုတွေယေခင်ကကောရိန္သုတို့တွားရောက်ခဲ့စဉ်နာကျင်ဆရာကောင်းသောအခြေအနေများကိုရင်ဆိုင်ခဲ့ရတဲ့အသင်းတော်အတွင်း၌တော့သူပထမတွားတဲ့အချိန်မှာသူကနာကျင်ချင်းခံရတယ်အသင်းသူတင်သားများရဲ့အထင်မြင်လွဲမှုခံရပါအထင်မြင်လွဲမှုတွေဆိုတော့နံပါတ်1အနေနဲ့အပြစ်နဲ့ဆိုင်သောပြဿနာများရှိနေခြင်းနဲ့အချို့သူများကပေါလု၏တမန်တော်အခွင့်အာဏာကိုသူတို့ဆန့်ကျင်တယ်ပေါလုဟာpossible မဖြစ်နိုင်ဘူးတမန်တော်မဖြစ်နိုင်ဘူးဆိုတော့ဒီဝေဖန်မှုတွေရှိတယ်ပြီးတော့ပေါလု၏ရည်ရွယ်ချက်နဲ့မေတ္တာကိုတန်တရားဝင်ခဲ့တယ်တော့ပေါလုဟာတကယ်အမှန်ကန်ဖြစ်မလားဟုတ်လားပြီးတော့နံပါတ်4အနေနဲ့အသင်းတော်အတွင်းနဲ့ပြိပခများမဖြေရှင်းရသေးခြင်းတို့ရှိခဲ့တယ်ဒီနေရာကြည့်မယ်ဆိုရင်ပေါလုကအသင်းတော်ထဲမှာပြဿနာတွေချက်ချင်းမဖြေရှင်းတာတွေရှိတယ်သူကဒီလိုမျိုးစောင့်ပြီးတော့ဟာလားအခြေအနေဟာမှသူကဖြေရှင်းတဲ့နေရာတွေရှိတယ်အဲကြောင့်ဒီဟာတွေလည်းကျွန်တော်ထင်တယ်ဒါတွေလည်းကျွန်တော်အတူယူဖို့လိုတယ်တခါတလေ
ပွဲဆူတဲ့အချိန်မှာကျွန်တော်တို့ဆရာတွေကတော့ဖြည့်ရှင်းလိုက်ရတာပွဲကပိုးပြီးတော့ဆိုးလာတဲ့အခြေအနေမှာရှိတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ပြဿနာတွေရှိမယ်ပြဿနာတွေတော်ကြီးကျယ်လာမယ်ဆိုရင်တခါထဲတဲ့ကျွန်တော်ထင်းတယ်လို့ဖြည့်ရှင်းမှုမပြုတ်လို့ပဲအကြောင်းတရားတွေကိုကျွန်တော်စဉ်းစားပြီးတော့ဒီကျွန်တော်ဆရာသမားတွေပါစတာတွေကဘယ်လိုဖြည့်ရှင်းရမလဲဆိုပြီးတော့ခရစ်တော်ဆရာတွေကျွန်တော်အကြံဉာဏ်တွေအရင်တောင်းဖို့တခါလေကျွန်တော်စိတ်ညစ်တယ်ဒီအဖြစ်တယ်ဒါဆိုဖြစ်တယ်ကျွန်တော် church policy မှာဒီလိုကျွန်တော် manual ထဲမှာဒီလိုအဲ့လိုဆိုပြီးတော့ကျွန်တော်တခါလေကြတော့အရင်မြန်ဆန်လို့ဒါပေမဲ့ဘောလူရဲ့နေရာမှာဘောလူရဲ့အစီအစဉ်တွေဟာကျွန်တော်အတူယူဖို့တော့အများကြီးဒီမှာကောင်းတယ်ဆိုတာကျွန်တော်ဒီမှာကျွန်တော်တွေ့ရှိရတယ်ဒါကြောင့်ဘောလူရဲ့သူ့ရဲ့အစီအစဉ်တွေပြောင်းလဲမှုဟာသူ့ရဲ့မတည်ကြည်မှုမဟုတ်ပဲတဲ့သူကဖျားတဲ့တိုက်ရိုက်အများနဲ့ဆက်သွယ်ရှိတဲ့ဒီဘောလူကဘယ်လိုကင်တွယ်ရမလဲဆိုတာဖျားတခင်စီကနေပြီးတော့ကျွန်တော်အဖြေကိုစောင့်နေခြင်းဖြစ်အဲ့ဒါတော့အရေးကြီးကျွန်တော်စောင့်နိုင်ဖို့တော့ဘုရားသခင်နဲ့ပတ်သက်လာရင်တော့ကျွန်တော်စောင့်နိုင်ဖို့ဘုရားသခင်စီကနေကျွန်တော်အကြံဉာဏ်တွေဘုရားသခင်ရဲ့ဘယ်လိုကောင်းချီးမင်္ဂလာတွေကျွန်တော်စောင့်နိုင်ဖို့ဘုရားသခင်မနောက်ကျဘူးမမြန်လွန်းဘူးဘုရားသခင်တင့်လျော်တဲ့အချိန်မှာကျွန်တော်တို့ကိုကောင်းချီးပေးမယ်အဖြေပေးမယ်တော့ဘုရားသခင်အရာအလုံးကိုစီစဉ်သွားမယ်ဆိုတော့ဒီမှာကျွန်တော်ပြောချင်ပါတယ်ချစ်ချင်းကြောင့်အစီအစဉ်ပြောင်းနိုင်ခြင်းတော့မချစ်လို့မဟုတ်ဘူးဒါပေမဲ့တခါတလေကြတော့ကျွန်တော်ဖြည့်ရှင်းခြင်းလို့အချိန်ဆောင်းရတဲ့အချိန်ရှိတယ်အဲ့ဒါသူတို့ကိုချစ်တော့ကြောင့်ဘောလူကမသွားခြင်းဖြစ်တယ်เนาะအဲ့ဒါကိုအရင်ရှောင်ပြီးတော့တခြားနေရာတခြားခရီးစဉ်တွေကိုသူကဆက်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်เนาะအမှန်တရားကိုမေတ္တာဖြင့်ပြောပါเนาะမလွတ်လဲပြောမတတ်ရင်ဒါမကောင်းတဲ့ result တွေထွက်နိုင်เนาะမကောင်းတဲ့အရာတွေထွက်နိုင်เนาะကိုမလွတ်နဲ့အမှန်တရားကိုပြောမယ်ဆိုတော့လူတိုင်းပြောလို့ရပါတယ်မေတ္တာတရားစိတ်မရှိတဲ့သူတွေပဲဖြစ်ဖြစ်သူမဆိုအမှန်တရားပြောမယ်ဆိုတော့စာအုပ်ကြီးတိုင်းပြောလို့ရတယ်ဒါကလွယ်လေးပဲဒါပေမဲ့မေတ္တာနဲ့ပြောမှသူတစ်ပါးရဲ့နားထဲမှာဝင်မယ်เนาะဒါတော်တော်အရေးကြီးတယ်မေတ္တာရှိမှကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့နှလုံးသားထဲမှာမေတ္တာအရင်ခံမရှိပဲနဲ့အမှန်တရားကိုပြောရင်လည်းလူများလည်းခံနိုင်မှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကမေတ္တာမရှိဘူးဆိုရင်ဒါကျွန်တော်အမှန်တရားဘယ်လောက်ပဲပြောကျွန်တော်ကလည်းမေတ္တာမရှိဘူးဆိုတဲ့အခါကျတော့အမှန်တရားမရှိဘူးဖြစ်သွားတယ်ဒါကြောင့်သူတစ်ပါးကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးအဖြစ်ကိုလစ်လူရှုချင်းနေချစ်ချင်းမဟုတ်ပါတဲ့တခုခုပြဿနာရှိမယ်တင်းတော်တယ်ပါဒီလိုမတိတလို့နေလိုက်မယ်ဆိုအဲ့ဒါမဖြစ်ဘူးချက်ချင်းမဖြေရှင်းပေးရင်တော့မှကိုကဘုရားသခင်ကိုဆက်ကပ်ပြီးတော့ဒါဘယ်လိုဖြေရှင်းရမလဲဒါဘယ်လိုလုပ်ရမလဲဘုရားသခင်စီမှာကျွန်တော်ကောင်းတဲ့အဖြေကောင်းတဲ့လှုပ်ထုံးလုပ်နည်းတွေရရှိဖို့ဘုရားသခင်ကိုဆုတောင်းပြီးတော့အရေးကြီးကိစ္စတစ်ခုအနေနဲ့ကျွန်တော်ဆောင်ရွက်ရမှာဖြစ်တယ်လစ်လျူရှုခြင်းဆိုတာမကောင်းဘူးပြုတ်ပြပေးခြင်းအရေးချက်မှာအဆက်ခွဲရမဟုတ်ပဲကဲတယ်ခြင်းဖြစ်တယ်ဒါကြောင့်တခါတလေကြောင့်အသင်းတော်ထဲမှာကျွန်တော်တို့မဖြေရှင်းခြင်းနဲ့ပြဿနာရှိဖြေရှင်းလိုက်ရင်လူပြားမိုးမှာဆိုပြီးတော့ကျွန်တော်မှလည်း experience ရှိတယ်တော့ဖြေရှင်းပေးတဲ့အခါကျတော့ခါလေကျသူများကမိုးเสียဖြစ်ပြီးတော့တခြားတင်းတော်တွေတော့ပြောင်းတဲ့သူတွေအဲ့လည်းရှိနိုင်တယ်နော်ကိုကမလွေးလဲပါလဲပြောမတတ်ရင်သူတပါးအတွက်ထိခိုက်เสียဖြစ်တယ်စကားတွေပြင်းထန်နိုင်တော့လဲနှလုံးသားတွေမျက်ရည်တွေပြစ်တာပြေးရပြီဒါကြောင့်အဓိကဖြစ်တော့ဒီမှာပေါလုပြောချင်တဲ့ဒီကောရိန္သုဒုတိယဆောင်ခန်းကြီး1ငယ်1ကနေ4အထိအဲ့ကြားထဲမှာသူပြောချင်တဲ့အရာပါလဲဆိုကို့မှာတကယ်မေတ္တာအစစ်မှချစ်ချင်းမေတ္တာအစစ်မှသူတစ်ပါးပေါ်မှာရှိမယ်ဆိုရင်ကို့စကားလည်းကြားနိုင်ပါတယ်စကားလည်းမာနိုင်တယ်ဒါပေမဲ့မေတ္တာတရားနဲ့ပြောတဲ့သူတွေသူတစ်ပါးကိုဖြစ်စေခြင်းနဲ့စိတ်သဘောတဘာဝနဲ့ပြောတဲ့သူကဒါအောင်မြင်မယ်အဲ့ဒါကိုပြောချင်တာဒါကြောင့်ဆရာသမားပါစတာတွေအနေနဲ့ဘက်မလိုက်ဖို့ဒါအရေးကြီးတယ်တခါတလေကျတော့ဆရာသမားတွေလည်းဘက်လိုက်တဲ့သူတွေရှိတယ်လက်ဆောင်များလာပေးနိုင်တဲ့အတင်းသူတင်းသားများကိုလည်းဘက်လိုက်တတ်တဲ့ဆရာတွေလည်းရှိနိုင်တယ်နော်ဒါပြောလို့မရဘူးကိုဘာမှပေးဘူးတဲ့လူတွေကိုဒီလိုပဲလစ်လူရှုချင်းဖြစ်နိုင်တယ်အဲကြောင့်ဆရာသမားတွေဆိုတာမေတ္တာတရားဘုရားသခင်နဲ့အမြဲတမ်းဆက်သွယ်တဲ့ဆရာတွေဘုရားသခင်နဲ့ encounter ဘုရားသခင်နဲ့အမြဲတမ်းစကားပြောတဲ့သူတွေဘုရားသခင်ကိုအမြဲတမ်းချီးမြှောက်တဲ့ဆရာတွေကမေတ္တာတရားနဲ့ပြည့်စုံပြီးတော့အဲ့ဒီမေတ္တာတရားစကားပြောလာရင်သူပြရဲ့အနာထဲမှာဝင်ပြီးတော့ပြောင်းလဲမှုအကြီးအကျယ်ဖြစ်မယ်တန်ရှင်းတော်ဝိညာဉ်တော်ကအလုံးလုံးပဲဆိုပြီးဒီမှာတွေ့ရှိရပါတယ်နောက်တစ်ချက်နေတဲ့ကောရိန္သုဒုတိယဆောင်ခန်းကြီး1ငယ်9ကနေ7ကိုကျွန်တော်လေ့လာမယ်ဆိုရင်တောင်တရသူကိုခွင့်လွှတ်၍ပြန်လဲလက်ခံပါအဲ့ဒါတော်ရေးကြီးတဲ့အချက်ဖြစ်တယ်နော်အသင်းတော်ဤ
ဆုံးမမှုတွေနောင်တတွေပြန်လည်ထူထောင်ခြင်းကိုရည်ရွယ်။ဒါတွေကြတော့အတင်းတော်ထဲမှာကျွန်တော်တို့သူများကိုအပြစ်ပေးတယ်။တချို့အတင်းတော်တွေဆိုရင်တော့ဆူဆူဝါဝါဖြစ်အတင်းတော်ထဲကနေတော့မှ suspend လုပ်တဲ့အတင်းတော်တွေလည်းရှိတယ်။အဓိကအဖြစ်ကိုကဘယ်လိုပဲလုပ်ဟုတ်လားအတင်းတော်ရဲ့လှုပ်ထုံးလုပ်နေပဲဖြစ်ပါပဲဖြစ်ချစ်ချင်းမေတ္တာအပေါ်မှာကျွန်တော်တို့အလုပ်လုပ်ရမှာဖြစ်ပါတယ်เนาะအတင်းတော်ရဲ့ manual တွေအတင်းတော်ရဲ့လှုပ်ထုံးလုပ်နည်းတွေဆိုတာဒါကစာအုပ်ကြီးတိုင်းเนาะအဲ့ဒါတွေကသူ့ရဲ့ guideline တွေပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုကတုံးချတဲ့အခါကျတော့ချစ်ချင်းမေတ္တာကိုကျွန်တော်အခြေခံပြီးတော့ဟုတ်လားလှုပ်တဲ့နေရာမှာတော့ကိုကဘယ်လိုပဲစီရင်ကိုစီရင်တဲ့လူကကိုကချစ်ချင်းမေတ္တာရှိတယ်ဆိုတာကိုသူတို့သိရှိဖို့ဒါအရေးကြီးတယ်ဒါကြောင့်နောင်တရတဲ့သူကိုလည်းအလိုဝမ်းမြောက်စိတ်ပြတ်မသွားစေရန်ခွင့်လွှတ်ပါเนาะဒါကြောင့်ကိုကတော့ for example အတင်းတော်ထဲမှာအရှုပ်ထွေးလုပ်တဲ့သူတွေကိုကျွန်တော်တို့တခါတလေကြတော့အပြစ်ပေးခြင်းတယ် suspend လုပ်ခြင်းတယ်ဒါပေမဲ့သူတို့မှာနောင်တတွေရပြီးတော့ဟာလားအတင်းတော်ထဲကိုပြန်ဝင်ခြင်းမယ်ဆိုရင်တော့ကျွန်တော်တို့ခွင့်လွှတ်မှုရှိရမယ်ဘာဖြစ်လဲဆိုတော့ဘုရားသခင်ယေရှုဖျား90လီ7 times 70 490အကြိမ်ထိကျွန်တော်ခွင့်လွှတ်ရမယ်အချိန်တွေမှာကျွန်တော်တို့ရက်တည်ရမယ်เนาะဒါခရစ်တော်ပေးတဲ့ recommendation သူများကိုခွင့်လွှတ်နိုင်ရမယ်ချို့ကဒီအတင်းတော်ထဲမှာဟာလာဟာဒီလူကလူရှုပ်ပြန်မဝင်လာလဲရတယ်သူ့ဘာကိုသွားပါစေဆိုပြီးတော့ဟာလာဒီလူမျိုးလှလူရှုတဲ့ဆရာတွေလှလူရှုတဲ့အတင်းသူတင်းသားအတင်းလူကြီးတွေရှိတယ်ဒါတွေကမကောင်းဘူးသူတပားတယောက်လူတယောက်ဆိုတာအများအားပြောင်းလဲနိုင်တယ်ဒါကြောင့်သူပြောင်းလဲလားမပြောင်းလဲဘူးလားဆိုတာသိနိုင်ဖို့လဲကျွန်တော်ဘုရားသခင်နဲ့ဆက်တွဲရမယ်ဘုရားသခင်ကကျွန်တော်တို့ကိုလမ်းဖွင့်ပေးမယ်เนาะဘုရားသခင်ကလည်းအဖြေပေးမယ်เนาะကျွန်တော်တို့တခုခုကြုံလာရင်တော့အတင်းတော်နဲ့ပတ်သက်လာရင်တော့ဘုရားသခင်နဲ့ဆက်တွဲဖို့ဘုရားသခင်စီကနေအကြံဉာဏ်ယူဖို့ဒါတော်တော်လေးအရေးကြီးတယ်အချက်ရှိတယ်အချက်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာကိုပြန်လဲအတီးပြုတ်ရဲ့အတင်းတော်မိသားစုထဲမှာကြိုဆိုရမယ်ဒါကြောင့်ကျွန်တော်အတင်းတော်ထဲမှာကြိုဆိုဖို့เนาะဘယ်သူမဆိုအဆိုးပဲလုပ်အကောင်းပဲလုပ်ကျွန်တော်အတင်းတော်ထဲမှာချစ်ချင်းမေတ္တာနဲ့ကျွန်တော်အမြဲတမ်းကြိုဆိုရဲဆိုတာဟာလူတိုင်းကိုကျွန်တော်သိစေရမယ်အတင်းတော်ဆုံးမခြင်းမေတ္တာလမ်းဆိုပြီးကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်တရားမျှတမှုနဲ့ဂရုဏာကိုအထူးကင်ဆွဲပါတရားမျှတမှုဆိုတာလိုအပ်တယ်ဂရုဏာတက်ရောက်ခြင်းဆိုတာလိုအပ်တယ်ဒါကြောင့်တရားမျှတမှုရှိခြင်းကျွန်တော်ဘက်မလိုက်ဖို့အတင်းတော်ထဲမှာဒီလူကိုပိုကြည့်လို့ရဒီလူကိုပိုကြည့်လို့မရဘူးဆိုတော့စိတ်ဓာတ်မျိုးကျွန်တော်ရှိရင်တော့ဒါပြဿနာဘယ်တော့မှဆုံးမှာမဟုတ်ဘူးဒါကြောင့်အပြစ်ကိုရှင်းလင်းစွာကင်တွယ်ပါအပြစ်ရှိတယ်ဆိုရင်လည်းကျွန်တော်အပြစ်ရှိကြောင်းကျွန်တော်ဝန်ချတောင်းပန်ရမယ်เนาะဘုရားသခင်စီပါဒါမှမဟုတ်လည်းအပြစ်ရှိရင်လည်းကျွန်တော်တွားပြောရမယ်เนาะအတင်းသူတင်းသားတွေအပြစ်ရှိလာမယ်တခုခုအမှားယွင်းလုပ်လာမယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်တွားပြောဖို့ဟာလားအပြစ်ကိုရှင်းလင်းစွာကင်တွယ်ဖို့ကျွန်တော်အတင်းတော်မှာရှိတဲ့ကျွန်တော်ခေါင်းဆောင်တွေကလိုအပ်တယ်ဒါလည်းလူကိုမစွန့်ပစ်ပဲဆူတောင်းလဲပတ်အားပေးပါเนาะသူတို့ကအမှားယွင်းတွေလုပ်လိုက်မယ်ဒါပေမဲ့သူတို့ကိုမစွန့်ပစ်ရဘူးဟာ तू ကအလူရှုပ်ကြီးအတင်းတော်ထဲမှာလာရှုပ်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးဘေးဖယ်ပြီးတော့ပြစ်ထားဖို့မဟုတ်ဘူးเนาะဒါဆရာသမားတယောက်အနေနဲ့ကျွန်တော်ဒီလူတယောက်ကဘယ်တော့ပြောင်းလဲလာမလဲဆိုတော့အဝေးကနေပြီးစောင့်နေတဲ့သားမိုက်ကိုစောင့်နေတဲ့အဖေလိုကျွန်တော်တို့အမြဲတမ်းစောင့်ရမယ်အားပေးရမယ်သူတို့အိမ်ကိုလဲပတ်ရမယ်ဆုတောင်းပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ခုနကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲခရစ်တော်ရဲ့အလုပ်ဟာလည်းမပြီးသေးဘူးခရစ်တော်ကဘာလဲကောင်းကင်ကနေပြီးတော့လောကကိုလာတယ်မှာသူကအနစ်နာခံတယ်အဆိုးတွေအားလုံးခံခဲ့ရတယ်သူမှာအဆိုးဆုံးအခြေအနေမှာသူကနေခဲ့ရတယ်နောက်ဆုံးလက်ဝါးကတိုင်းမှာသူကတည်ဆုံးခဲ့တယ်တည်ဆုံးတယ်ဆိုပြီးသူကပွဲပြီးပါပြီဆိုပြီးဒီလိုအေးဆေးနေတာပေါ့ဖခင်ကတော့ခရစ်တော်ကကောင်းကင်နိုင်ငံကိုတက်သွားတဲ့အချိန်မှာလဲဖခင်သခင်ရဲ့လက်ရမှာထိုင်ပြီးတော့လူတကာအတွက်အပြစ်ဖြန်ဖြေပေးတဲ့ကျွန်တော်ရစ်ပြောဟိတ်အနေနဲ့သူကနေတယ်အဲ့ဒီနေရာပဲသူကမပြီးသေးဘူးသူကဘာဆက်လုပ်မလဲနောက်ဆုံးကြတော့သူဒီလောကကိုလာပြီးတော့အပြစ်ထဲမှာနှစ်မိုးနေတဲ့ဒီသူ့ကိုယုံကြည်တဲ့သူတွေသူကကောင်းကင်ကိုပြန်လဲချီဆောင်သွားမှာဖြစ်တယ်နော်ဒါကြောင့်ခရစ်တော်ရဲ့အလုပ်ဆိုတာမပြည့်ပြောင်းဘူးဒါကြောင့်ကျွန်တော်အသင်းတော်ထဲမှာလဲဘယ်လိုပဲသူတပားရဲ့အဖြစ်ကိုကင်တွယ်ပဲကင်တွယ်သူတို့ရဲ့စိတ်သဘောအနေအထားဟာတော့ဘုရားသခင်စီပြန်လာဖို့အသင်းတော်မှာပြန်လာဖို့ဆိုတာကျွန်တော်ဘယ်တော့မှအဲ့ဒီအစီအစဉ်ကိုကျွန်တော်မနာရဘူးဆရာသမားအနေနဲ့အသင်းသူတင်သားများဖြစ်ကောင်းဆောင်များအနေနဲ့ကျွန်တော်ဒီလိုပဲအချိန်လာမလဲဆိုတော့သူတို့ကိုတော့အမြဲတမ်းလဲပတ်ခြင်းဖြစ်အားပေးခြင်းဖြစ်ဆုတောင်းပေးခြင်းဖြစ်သူတို့ကိုအမြဲတမ်းအားပေးရမယ်နောက်သားရချင်းတွေ့ရလေခွင့်လွှတ်၍အသက်တစ်တို့ရောက်ဖို့ကျွန်တော်ကူညီရမယ်နော်နောက်သားရတဲ့သူတွေကိုကျွန်တော်ဆွဲထူပြီးတော့ဟာလားခွင့်လွှတ်ပြီးတော့သူအသက်သားအသက်မှာကျွန်တော်ပြောင်းလဲပြီးတော့ကျွန်တော်ခရစ်တော်နဲ့အသက်ရှင်ဖို့ကျွန်တော်တို့ကူညီရမယ်နော်ဒါကျွန်တော်တို့ရဲ့အလုပ်
ဒါပေါ်လူလောက်ခဲ့တဲ့အလုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်နောက်ဆုံးကြတော့သူတို့အတွက်ကျွန်တော်ခရစ်တော်၌အောင်ပွဲခံခြင်းဆိုတာအရေးကြီးတယ်ဒါကြောင့် Corinth 2 ဒုတိယဆောင်အခန်းကြီး1ငယ်7ကနေ14အထိကိုကျွန်တော်ကြည့်မယ်ဆိုရင်ဧဝံဂေလိတရားအတွက်ဘုရားသခင်တကားဖွင့်ပေးတော်မူသည်တဲ့နော်ဘုရားသခင်ကျွန်တော်တို့လူသားတွေအတွက်အမြဲတမ်းတကားဖွင့်ပေးတယ်လူတိုင်းဧဝံဂေလိတရားကိုရရှိဖို့ဒါဘုရားသခင်ကကျွန်တော်လူတိုင်းအတွက်တကားဖွင့်ပေးခဲ့တယ်အခြေအနေမပြည့်စုံတော့လဲခရစ်တော်ဒီမိမိလူတို့ကိုဦးဆောင်တော်မူ၏အခြေအနေပြည့်စုံခြင်းမပြည့်စုံခြင်းတော့ခရစ်တော်ကမကြည့်လူတွေဆိုတာခရစ်တော်ကတထမ်းတယ်လူတွေကို तू ကသူ့ရဲ့သားသမီးနေရာမှာ तू ကအားလုံးကိုဆက်ဆံတယ်ဒီလူကပိုကောင်းတယ်ဒီလူကပိုက်ဆံပိုချမ်းသာတယ်ဆိုပြီးတော့ဒီလူကပညာတတ်ဖြစ်တယ်ဆိုပြီးတော့ तू ကအဲ့လိုမျိုးခွဲခြားမဦးဆောင်ခဲ့ဘူးသူဆောင်တာပါလဲအခြေအနေမပြည့်စုံတဲ့သူတွေပဲဖြစ်ဖြစ်ခက်ခဲတဲ့သူပဲဖြစ်ဖြစ် तू ကဦးဆောင်လမ်းပြတယ်ခရစ်တော်၌အောင်ပွဲခံခြင်းဆိုတာကျွန်တော်တို့ရရှိဖို့ဒီအလုပ်ကံတွေကိုကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်အမှုတော်ဤအောင်ပွဲတွေလူဤအကုန်မဟုတ်ပဲဘုရားသခင်ယေရှုတော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တခါတလေကျတော့အတင်းတော်ထဲမှာဆရာသမားတွေဒါအရန်ခက်တယ်ဒီလူနဲ့အလုပ်လုပ်ရတာအရန်ခက်တယ်ဒီလူနဲ့ဆက်သွယ်ရတာအရန်ခက်တယ်ဒီအတင်းသူတင်းသားတယ်တော်တော်ရှုပ်တဲ့သူတွေဆိုပြီးတခါတလေကျကျွန်တော်တို့ဝေဖန်တတ်တယ်အဲ့လိုဝေဖန်တဲ့ဆရာသမားတွေဆိုတာပါလဲသူကိုပိုင်လုပ်တဲ့အလုပ်လူမျိုးသူကထင်လို့နော်အဲ့လိုမျိုးပြောခြင်းဖြစ်တယ်နော်ဒါကြောင့်အတင်းတော်ဆိုတာဟာလားဆရာတယောက်ရဲ့ကိုပိုင်အလုပ်မဟုတ်ဘူးအတင်းသူတင်းသားများရဲ့ကိုပိုင်အလုပ်မဟုတ်ဘူးအတင်းလူကြီးတွေဒီအကောင်းဆောင်တွေရဲ့အလုပ်မဟုတ်ဒါကြောင့်ခရစ်တော်ဖျားကိုကျွန်တော်အားလုံးပုံအပ်ပြီးတော့လုပ်နိုင်မယ်ဆိုရင်ကျွန်တော်ခရစ်တော်ဖျားထားမှလာတဲ့ချစ်ချင်းမေတ္တာနဲ့ကျွန်တော်လုပ်ရင်နော်ဖျားသခင်ရပဲအားလုံးကိုတတ်နိုင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်ခရစ်တော်ရဲ့အောင်ပွဲနော်အားလုံးဖြစ်ရမယ်ကျွန်တော်တို့ရဲ့အောင်ပွဲမဖြစ်ရအောင်တော့ကျွန်တော်ကခရစ်တော်အစီခံတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအစီခံတဲ့သူပဲဖြစ်တယ်ဒါပေမဲ့အောင်ပွဲမှန်သမျှခရစ်တော်ရဲ့အောင်ပွဲဖြစ်တယ်ဆိုပြီးကျွန်တော်တတိထားဖို့တော့တချို့ကနှစ်ချင်းများပေးနိုင်တယ်အတင်းတော်တွေလည်းကြီးပွားလာတဲ့အခါကျတော့တခါတလေကျတော့ဆရာတွေနော်ခေါင်းဆောင်တွေကသူတို့အရေးချင်းကြောက်ထင်တယ်အဲ့ဒါတော်တော်လေးကိုကြောက်စရာကောင်းတဲ့စိတ်ထားဖြစ်တယ်เนาะဒါကြောင့်အောင်မြင်မှုတိုင်းเนาะအတင်းတော်နဲ့ပတ်သက်လာရင်အောင်မြင်မှုတိုင်းဟာဘုရားသခင်ရဲ့နာမတော်ထင်ရှားဖို့ဘုရားသခင်လောက်ကင်တဲ့အရာတွေဖြစ်တယ်ဒါကြောင့်တင်းဩဇာကိုအခြားသူအတွက်သုံးပြုပါလူတိုင်းတွင်အမှုတော်ဆောင်နိုင်သောအခြေအနေရှိတယ်เนาะဘုရားသခင်ကလူတိုင်းကိုဩဇာအာဏာပေးထားတယ်เนาะသူ့ကိုယုံကြည်တဲ့လူတွေသူ့ကိုကိုးစားတဲ့လူအတွက်ဘုရားသခင်ကဩဇာအာဏာပေးထားတယ်ဒါကြောင့်ကျွန်တော်တို့မိသားစုဝင်ပဲဖြစ်ဖြစ်အိမ်နီးချင်းနဲ့အလုပ်ဖော်ကိုကျွန်တော်အားပေးနိုင်တဲ့ဩဇာအာဏာရှိတယ်ဘုရားသခင်ကျွန်တော်ပေးထားတယ်ကလေးလူငယ်နဲ့စိတ်သက်ကြနေသူကိုလည်းကျွန်တော်နားထောင်ပေးပြီးတော့အားပေးနိုင်တဲ့အခြေအနေမှာဘုရားသခင်ကကျွန်တော်ဒီဩဇာအာဏာကိုပေးထားခြင်းဖြစ်တယ်ကျမ်းစာသင်ပေးခြင်းပဲဖြစ်ဖြစ်ကျမ်းမာရေးဟောပြောခြင်းပဲဖြစ်ဖြစ်အမှုတော်တစ်ခုခုမှာကျွန်တော်ထမ်းဆောင်မယ်ဆိုရင်တော့ဘုရားသခင်အဲ့ဒီဩဇာအာဏာကိုကျွန်တော်တို့ပေးမယ်เนาะဘုရားသခင်ရဲ့တကူဆိုတာကျွန်တော်တို့ရရှိဒါကြောင့်ဘုရားသခင်ရဲ့ဩဇာအာဏာကိုကျွန်တော်အသုံးပြုပြီးတော့ကျွန်တော်အလုံးလုံးမှသာရှင်ပေါ်လို့လိုမျိုးကျွန်တော်တို့အောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့နောက်ဆုံးအနေနဲ့ကျွန်တော်လက်တွေ့အသုံးချရန်မိခိုးများဆိုပြီးတော့ကျွန်တော်ပြောချင်ပါတယ်အခုချိန်တွင်နှစ်သိမ့်မှုလိုနေသူဘယ်သူရှိလဲဆိုတော့ကျွန်တော်အမြဲတမ်းရှာရမယ်အတင်းတော်ထဲမှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကျွန်တော် community မှာပဲဖြစ်ဖြစ်เนาะနှစ်သိမ့်မှုဘယ်သူလိုအပ်လဲဆိုတော့ကျွန်တော်ရှာရမယ်ဆုတောင်းပြီးတော့ကျွန်တော်တို့ကိုနှစ်သိမ့်နိုင်တဲ့ဩဇာအာဏာကျွန်တော်ရရှိရမယ်ပြီးတော့သင်ပြောရမည့်အမှန်တရားကိုမေတ္တာဖြင့်ဘယ်လိုပြောနိုင်မလဲဒါဟာအရေးကြီးတယ်မေတ္တာနဲ့ကျွန်တော်ပြောမှသူများရဲ့စိတ်ကိုထိပါစာအုပ်ကြီးတိုင်းပြောလို့သူများရဲ့စိတ်ကျွန်တော်ထိနိုင်မှာမဟုတ်ဘူးဒီ manual ကဒီ church manual ကဒီလိုပြောတယ်ဆိုတော့ဒီစာအုပ်ကြီးတိုင်းနဲ့ကျွန်တော်တို့အလုပ်လုပ်လို့မရဘူးဒီစာအုပ်တိုင်းတွေဆိုတာကျွန်တော်တို့ရဲ့ guideline တစ်ခုပဲဖြစ်ဒါပေမဲ့တကယ်တမ်းအလုပ်လုပ်မဲ့အရာဟာဘာလဲဆိုတော့ဒီမေတ္တာဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့မေတ္တာအစစ်မှန်နဲ့ကျွန်တော်လူတိုင်းကိုကျွန်တော်တို့သူတို့ကိုဥဆောင်နိုင်တယ်အဲ့ဒါနဲ့မှသာကျွန်တော်အောင်မြင်နိုင်မယ်သင်ခွင့်လို့ပြီးပြန်လဲလက်ခံပေးရမည့်သူရှိသလားတော့ဒါကျွန်တော်စဉ်းစားရမယ်သင်ဘဝမှာငါခွင့်လို့ပါတယ်ဒါပေမဲ့သူတို့နဲ့တော့မပေါင်းတင်နိုင်တော့ဘူးဆိုတဲ့အထားတွေနော်အဲ့ဒါတွေရှိတယ်တချို့ကငါခွင့်လို့ပါတယ်ဒါပေမဲ့သူတို့နဲ့တော့ဘယ်တော့မှအဆက်အသွယ်မလုပ်တော့ဘူးဆိုတဲ့စိတ်ထားတွေရှိတယ်အဲ့ဒါတွေရှိလားအဲ့ဒါရှိရင်ပြန်လဲပြီးတော့ပေါင်းတင်ပါပြန်လဲပြီးတော့မိတ္တဟာရဲ့အဖွဲ့ပါပြန်လဲတင့်မြတ်ပါဖျားသခင်နိုင်ငံတော်ကျယ်ပြန့်ဖို့အတွက်သူတို့နဲ့လက်တွဲပြီးတော့အလုပ်လုပ်ပါသူတို့ကိုဆွဲခေါ်ပါသူတို့နဲ့ဆုတောင်းပါတင့်အတွေ့အကြုံကိုအခြားသူအတွက်ကောင်းကြီးဖြစ်စေရန်မိတို့အသုံးပြုမိနည်းဒါကြောင့်
တင်းတော်ထဲမှာကိုကြုံတွေ့ရတဲ့အရာပဲဖြစ်ကိုဘဝမှာအခက်ခဲတွေကြုံတွေ့လာတဲ့အခါကျတော့အဲ့ဒီကြုံတွေ့လာတဲ့အခက်ခဲမှန်တမျက်ဟာဖျားသခင်အမှုတော်အတွက်ဘယ်လိုအကျိုးဖြစ်နိုင်မလဲဆိုတော့ကျွန်တော်စဉ်းစားဖို့ပေါလုကလည်းသူကြုံတွေ့ခဲ့တဲ့အခက်ခဲတွေတင်းမောပြက်ချင်းတို့ဘွေကြိုက်ခဲ့တဲ့ဟာတွေပြီးတော့သူကအစာငတ်ချင်းခံခဲ့ရတဲ့ဟာအဲ့ဒါတွေကိုသူကအတိုးချပြီးတော့ဟာလာဖျားသခင်ရဲ့မေတ္တာတော်နဲ့အလုံးလုံးလာတဲ့အခါကျတော့သူကအောင်မြင်မှုကိုသူရရှိခဲ့တယ်ဆိုတော့ကျွန်တော်ဒီမှာတွေးရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အတင်းတော်ထဲမှာ love driven ministry ဆိုတာချစ်ချင်းမေတ္တာနဲ့အလုံးလုံးမှာဒါနော်သူတပါးရဲ့စိတ်ကိုကျွန်တော်ထိနိုင်မယ်စာအုပ်ကြီးတိုင်းတွားလို့မရဘူးမေတ္တာအစစ်မှန်နဲ့ကျွန်တော်တို့သူတပါးရဲ့အဖြစ်ကိုကျွန်တော်ပြောမှမေတ္တာအစစ်မှန်နဲ့သူတပါးကိုဖြစ်စေခြင်းနဲ့စိတ်ဓာတ်နဲ့သူတပါးကို kick out ခြင်းနဲ့စိတ်ဖုံးဘူးနော်သူတပါးကိုဆွဲခေါ်ခြင်းနဲ့မေတ္တာအစစ်မှန်နဲ့သူတို့ကိုပြောမှသာသူတို့စိတ်ထဲမှာပြောင်းလဲမှုတွေဖြစ်နိုင်မယ်ဆိုတော့ဒါကြောင့်ချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့ဖျားသခင်အမှုတော်ထဲမှာထမ်းရွက်ကြမယ်ဆိုပြီးတော့ကျွန်တော်ဒီမှာအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဖျားသခင်အားလုံးကိုကောင်းချီးမင်္ဂလာချပေးပါစေအာမင်